အကြီးဆုံးပန်းကြီး9မျိုးကဘာပေါ်မှာရှိတဲ့ပန်းချို့ဟာမွေးကြိုင်တဲ့အနှံ့ရှိကြတယ်အချို့ကတော့လှပကြတယ်ဒါပေမဲ့အချို့ပန်းတွေကတော့တခြားကျုပ်ကရောက်လာသလားလို့ထင်ရလောက်အောင်ကိုကြီးမားလွန်းကြပါတယ်အထူးသဖြင့်နံပါတ်1ပန်းကတော့ထူးဆန်းလုံးလို့လူတော်များများတကယ်ရှိတယ်ဆိုတာတောင်မယုံနိုင်ကြပါဘူးနံပါတ်5တာလီပေါ့ထမ်းပင်တစ်ပင်အများစုထက်ကြီးတဲ့ပန်းခိုင်ကြီးဟာကဘာပေါ်မှာအကြီးမားဆုံးပန်းပွင့်ပြသမှုကိုဖန်တီးပေးနိုင်ပြီးတန်းနဲ့ချီတဲ့ပန်းပွင့်သေးသေးလေးတွေနဲ့တစ်ပင်ရဲ့ထိပ်မှာတရားဖူကြီးတစ်ခုလိုရုံကြောပွင့်လန်းလာတတ်ပါတယ်ဒါပေမဲ့တကယ်ကိုအန်းဆိုးဖို့ကောင်းတဲ့အချက်ကတော့သူဟာတစ်သက်မှာတစ်ကြိမ်ပဲပန်းပွင့်တာပါအနည်း80လောက်အထိတိတ်တဆိတ်ကြီးထွားလာပြီးတဲ့နောက်မှာတော့တစ်ပင်ကြီးဟာနောက်ဆုံးအကြိမ်အဖြစ်အလှပဆုံးပန်းတွေကိုအကြီးအကျယ်ပွင့်ပြပြီးတာနဲ့တစ်ပင်လုံးဝတည်ဆုံးသွားပါတယ်နံပါတ်4ပူရရိုင်မွန်ဒီအင်ဒီစ်တောင်တန်းရဲ့ဘရင်မကြီးပီရူးနဲ့ဘိုလီးဗီးယားနိုင်ငံတွေရဲ့မြင့်မားလာတဲ့တောင်တန်းတွေပေါ်မှာကမ္ဘာအရှားပါဆုံးပန်းပွင့်တဲ့အပင်တစ်မျိုးပေါက်ရောက်နေပါတယ်ဒီပူရရိုင်မွန်ဒီအပင်ဟာအမြင့်ပေ30ကျော်အထိရှိပြီးပန်းပွင့်ပေါင်းထောင်နဲ့ချီထုတ်ပိုးထားတဲ့မျော်စင်ကြီးတစ်ခုလိုပန်းခိုင်ကြီးကိုထုတ်လုပ်ပေးပါတယ်ဒီပန်းပွင့်ဖို့အတွက်စိတ်ရှည်မှုကတော့အတိုင်းစမရှိပါပဲတခါတရံမှာပန်းပွင့်ဖို့အတွက်နှစ်ပေါင်း100ကျော်အထိဆောင်ဆိုင်ရတတ်ပါတယ်နံပါတ်3နေကြပန်းပီလူအိမ်နောက်ဖေးကပန်းလေးကနေတတဝါစန်းကြီးဖြစ်သွားခြင်းနေကြပန်းအများစုဟာကြည့်ရတာစိတ်ချမ်းသာဖို့ကောင်းပြီးအနေရမရှိသလိုပါပဲဒါပေမဲ့နေကြပန်းပီလူမျိုးစိတ်တွေကတော့မယုံနိုင်စရာကောင်းလောက်အောင်မြင့်မားနိုင်ပြီးအမြင့်ပေ30အထိမြင့်တက်နိုင်တယ်လို့ပန်းပွင့်ဝိုင်းကြီးကလည်းအချင်းအနှဲငယ်အထိကျယ်ဝန်းပါတယ်သူ့ဘေးမှာတွားရက်လိုက်ရင်တက်ရှိမျော်စင်ကြီးတစ်ခုဘေးမှာရက်နေရတယ်လို့ခံစားရမှာပါနံပါတ်2တိုင်နန်အာယန်အပုံးနဲ့နံနဲ့ပန်းကြီးတိုင်နန်အာယန်ဟာအမြင့်30ပေကျော်အထိရှိပြီးသမိုင်းမတင်မီခေတ်ကပန်းပွင့်ကြီးတစ်ခုလိုထိုးထွက်နေပါတယ်ဒါပေမဲ့သူ့ရဲ့တကယ်ကြောက်စရာကောင်းတဲ့အပိုင်းကတော့ပန်းပွင့်လာတဲ့အချိန်မှာစတင်တာပါဒီအပင်ဟာတေဆုံးနေတဲ့တတဝါတွေကိုစားလေးရှိတဲ့ရင်ကောင်တွေနဲ့ပိုးတောင်မာတွေကိုဆွဲဆောင်ဖို့အတွက်အသားပုံနဲ့အတိအကျတူတဲ့ကြောင်းမက်ဖွယ်အနှံ့ဆိုးကြီးကိုထုတ်လွှတ်ပါတယ်လူတွေဟာဒီလိုမျိုးရှားပါးလာတဲ့ပန်းပွင့်မှုကိုမြင်တွေ့ဖို့နဲ့အနှံ့ဆိုးတံကနေအသက်ရှင်လွတ်မြောက်ဖို့အတွက်ကဘာတဝင်းကနေလာရောက်ကြအီရှုကြပါတယ်လှလဲကြီးလဲကြီးတယ်ဒါပေမဲ့လုံးဝယုံစရာကောင်းတဲ့ပန်းပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တဘာဝတရားရဲ့အန်တာဖွယ်ရာဇလန်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့တဲသေးလုပ်ပြီးချက်လုပ်ထားပေးကြပါဦးနံပါတ်1ရက်ပလေရှာအာနိုဒီကမ္ဘာအကြီးဆုံးတပွင့်တဲပွင့်သောပန်းအရှိတောင်အာရှရဲ့တောနက်ကြီးတွေထဲမှာရှိုးဝက်စွာပေါက်ရောက်နေတဲ့ရက်ပလေရှာအာနိုဒီဟာအချင်း3ပေနီးပါးအထိကျယ်ဝန်းပြီးအလေးချိန်10ကီလိုဂရမ်20ပေါင်ခန့်ကျော်ထိရှိတဲ့အေယာမပန်းပွင့်ကြီးအဖြစ်ကြီးထွားလာပါတယ်ဒါပေမဲ့ဒီပန်းကပိုပြီးတော့တောင်ထူးဆန်းပါသေးတယ်သူ့မှာအရွက်လည်းမရှိအမြင့်လည်းမရှိပင်စီလည်းမရှိပါဘူးသူဟာတခြားပင်တစ်ပင်ရဲ့အတွင်းထဲမှာကပ်ပါကောင်ဖြစ်နေပဲလုံးလျားအသက်ရှင်သန်တာဖြစ်ပါတယ်